ဒုက္ခလူလောကမှာအစဉ်ပြေတဲ့အခါမှာချမ်းသာလို့အစဉ်မပြေတဲ့အခါမှာဆင်းရဲဒုက္ခအကြက်တဲတွေ့တယ်အဲ့ဒီလိုတွေ့လာတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဘူးစိတ်ဓာတ်မကျဘူးစိတ်သက်သာရာရတဲ့နီလန်းတွေနဲ့တွေ့ရမယ်မြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာလို့ဆိုလို့ရှိရင်ဘယ်အရာမှမမြဲဘူးတဲ့တကယ်ဆိုတဲ့အတွေးလေးနဲ့တီးခံပါတယ်ဆင်းရဲတဲ့အတိုင်းအတာတစ်ခုကိုအဲ့ဒါနဲ့ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်ဓာတ်မှာ depression ဖြစ်တယ်ဆိုတာမရှိဘူးစိတ်ဓာတ်တွေနှိမ်ချွတ်သွားတာမျိုးမရှိဘူးခုခံနိုင်တယ်အေးချမ်းတာဒုက္ခနဲ့တွေ့လာလို့ရှိရင်လေလူတွေကဘဝင်မြင့်ထိအောက်ခြေလွတ်တတ်တယ်အဲ့ဒီလိုမဖြစ်ရအောင်လည်းပဲခုနကအေးချမ်းတာတယ်ဆိုတာလေသာဝရမဟုတ်ဘူးခဏတာတာဖြစ်တယ်လို့မှန်ကန်တဲ့အတွေးလေးတွေနဲ့တွေးပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ဓာတ်ရိုက်ခတ်မှုမရှိအောင်ကြန့်ခိုင်အောင်ကြိုးစားရမယ်ဒါကိုပြောတာကောင်းစိုးလောကရန်ကြန့်ခံဘဝကိုလှလှပပတိဆောက်ခြင်းဟိုဒီလောကရန်ခံနိုင်ရရှိကိုကြိုးစားရမယ်ဒါနံပါတ်1နော်လောကရန်ခံနိုင်အောင်ကြိုးစားရအောင်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်လောကရန်ဆိုတာရှိတာကြီးတယ်စင်ရတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဘာလူမျိုးပဲဖြစ်ဘာဘာသာကူးကွယ်ဒါတွေကတညီတဲ့ပဲဘာဖြစ်လို့လဲဆိုတော့လောကဓမ္မလောကရဲ့တဘာဝလို့ပြောတာနော်ကဲရတဲ့ချီးမွမ်းတယ်ဆိုတာချီးမွမ်းတဲ့လူကချီးမွမ်းတယ်ကဲရတဲ့လူကကဲရတယ်အားလုံးသိကြလိမ့်မယ်လीတခါတော့ကအမေရိကန်သမ္မတအရင်သမ္မတကြီးရပ်သွားတဲ့အခါကျတော့သတင်းစာဆရာတယောက်ကဖနှက်နဲ့ထုတယ်မဟုတ်လားဘာပဲဖြစ်တခုခုအစော်ကားခံရတာမျိုးနိုင်ငံခေါင်းဆောင်ကြီးဖြစ်လျက်နဲ့အစော်ကားခံရတာမျိုးရှိတာစိတ်ဓာတ်ကြီးကမတုံလို့ဖို့ကတိတ်အရေးကြီးတယ်ပေါ့ကိုလည်းကိုအတိုင်းတာသူလည်းသူ့အတိုင်းတာလောကမှာနေရပုဂ္ဂိုလ်တိုင်းဟာဒီစိတ်ဓာတ်ကြန့်ခိုင်ဖို့ကြိုးစားရမယ်အဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်လေဆိုတာသူ့ဟာသူကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုရင်ခန္ဓာကိုယ်ကြန့်ခိုင်အောင်ဘာတွေလုပ်ကြလဲလူတွေလမ်းရှောင်ကြတယ်ကျန်းမာရေးလေ့ကျင့်ကြတယ်ဟုတ်တယ်မဟုတ်လားကျန်းမာရေးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမငီးမညူမပန်းနိုင်အောင်အားကစားလေ့ကျင့်မှုတွေလုပ်ကြတယ်သို့တော့လောကလူသားတွေမိတ်နေတာလုပ်ဖို့မိတ်နေတာဘာလို့ဆိုရင် mental exercise ပဲစိတ်ကိုကြန့်ခိုင်အောင်ကြိုးစားမှုကြတော့အားပြောနေကြတယ်အဲ့ဒီလိုအားပြောနေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရန်နဲ့ကြုံလိုက်လို့ရှိရင်ရင်းရိုင်ထွက်သွားတယ်စိတ်ဓာတ်ကြန့်ခိုင်မှုအတွက်ကလည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါတရားကျင့်တယ်ဆိုတာအဲ့ဒါကိုပြောတာနော်တရားကျင့်တယ်ဆိုတာအဲ့ဒါကိုပြောတာ physical exercise လုပ်တယ်ဆိုလို့ရှိရင်လူတွေကလမ်းထွက်လျှောက်ရတယ်ကျန်းမာရေးလေ့ကျင့်ရတယ်အပြေးလေ့ကျင့်တယ်ခန္ဓာကိုကြန့်ခိုင်အောင်လုပ်တယ်ဒါပြင်စိတ်ဓာတ်ကြန့်ခိုင်အောင်ဘာလုပ်ရမလဲတရားထိုင်တယ်လို့ခေါ်တယ်စိတ်ဓာတ်လေ့ကျင့်ခံယူတယ်စိတ်တည်ငြိမ်အောင်ကြိုးစားတယ်ကိုယ်အိမ်မှာကိုနေရင်းကနေပြီးတော့မှန်ကန်တဲ့အတွေးလေးတွေတွေးတယ်ဆိုပါစို့လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တဦးနဲ့တဦးခင်းပြီးတော့တိတ်တွေ့တာမှုတွေများလို့ရှိရင်တွေးလေလူဆိုတာတနေ့ကျတော့ခွဲရမှာပဲမခွဲခင်တို့ဘာတွေလုံးမလဲတချို့ကအဲ့ဒါမျိုးကိုစဉ်းစားရမှာကိုစဉ်းစားခြင်းဘူးပေါ့စိတ်ဓာတ်ကြန့်ခိုင်အောင်အဲ့ဒါတွေကလေ့ကျင့်ရမှာဆိုပါစို့နုပြူနေတဲ့အရွယ်ရှိတဲ့ပုံကိုယ်တွေကစဉ်းစားရမှာဘာတော့ဆိုရင်ဂျရာဒန်မော်မီဂျရန်အနာတီတော်ငါမှာအိုချင်းသဘောရှိတယ်အိုတဲ့သဘာဝငါမှာရှိနေတယ်အိုချင်းတရားကိုငါမလွန်မြောက်နိုင်သည်မူလို့ဒီဟာစိတ်ဓာတ်ကြန့်ခိုင်အောင်လေ့ကျင့်မှုတစ်ခုတည်းတချို့ကအဲ့ဒါတွေတွေးရင်စိတ်ပြက်စရာကြီးလို့ထင်တယ်မဟုတ်ဘူးစိတ်ပြက်စရာတွေးတာမဟုတ်ဘူးတဘာဝအမှန်ကိုသိအောင်ကြိုးစားတာစိတ်ဓာတ်ဆိုတာတဘာဝအမှန်ကိုသိမှတည်တတ်တယ်ယဉ်ကျက်လာတယ်ဗျာဒီဓမ္မောမိဗျာဒင်အနာတီတော်ငါခန္ဓာကိုယ်ကြီးဟာနာတတ်တဲ့သဘောရှိတယ်နာကျင်ခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးတွေးပါစင်ချင်းစဉ်းစားပေးပါလေ့ကျင့်ပေးပါစိတ်ကိုဒါနဲ့လေ့ကျင့်အာယုံနဲ့စိတ်ကိုလေ့ကျင့်တာခေါ်တယ်မရဏဓမ္မောမိမရဏအနာတီတော်လူတိုင်းဟာတည်ခြင်းသဘောရှိတယ်ငါလည်းပဲတည်ခြင်းသဘောရှိတယ်တည်ခြင်းတရားကိုငါမလွန်မြောက်နိုင်ဘူးလေ့ကျင့်ပေးပါလေ့ကျင့်ပေးသည့်တို့ကြောင့်တန်ရောစဉ်တွေရော့ပါလာမယ်ညီးတွေ့တာတွေရော့လာမယ်လူတွေကထင်တယ်ရော့ပါသွားလို့ရှိရင်တဦးနဲ့တူကွဲသွားလိမ့်မယ်လို့ထင်တယ်မဟုတ်ဘူးတန်ရောစဉ်နဲ့တွေ့တာကမေတ္တာနဲ့တွေ့တာနဲ့မတူဘူးတ
တူးနဲ့တူးမြစ်တာနဲ့ကူညီဆောင်ရှောက်တာကမှပိုခိုင်တာတန်ရောစင်ကမခိုင်ဘူးတန်ရောစင်ဆိုတာကိုကလူကြလေးဖြစ်နေတုံးရှိတာကိုစိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့ဘူးတဏှာရသဘောကအခုခေါင်းစားဖို့ပဲရှိတယ်ဆိုပါစို့သားသမီးတွေကိုမိဘတွေကချစ်တယ်နဲ့ပြောကြတယ်သားသမီးကိုချစ်တာလားကိုချစ်တာလားတေချာဆန်းစစ်ကြည့်အများကတော့ဖြေလိမ့်မယ်သားချစ်တယ်သမီးချစ်တယ်ပေါ့ဒါပြည့်အဲ့ဒီသားသမီးကိုဘာကြောင့်ချစ်နေတာတော့လို့မေးလိုက်လို့ရှိရင်ဒီသားသမီးလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာနေတယ်အားကိုးနေတယ်ယုံကြည်နေတယ်ငါအသက်ကြီးရင်ငါသားလေးကငါ့ကိုစောင့်ရှောက်မှာပဲငါသမီးကငါ့ကိုစောင့်ရှောက်မှာပဲအားကိုးမှုတွေတွေ့တာမှုတွေကအဲ့ဒီလိုမျောလင့်ချက်ကလေးတွေနဲ့ထင်နေတာအဲ့ဒီသားသမီးကကိုယ့်ကိုဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြတော့အင်းကနေနှင်ချပြီးအမွေပြတ်ကြော်ညာကြတယ်မဟုတ်လားအဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာဘာကိုချစ်တာတော့လို့မေးလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီဆိုလို့ရှိရင်အဲ့ဒီသားသမီးကိုမချစ်တော့ဘူးအဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တာဘာကိုချစ်တာတော့ကိုယ့်ဘဝကိုချစ်တာပဲကိုယ့်ဘဝကိုထိပိုက်လာပြီးနှောက်ယှက်လာပြီဆိုရင်လက်မခံတော့ဘူးလေချစ်လာပါတယ်ဆိုတဲ့ဇနီးမောင်နှမတွေ divorce လုပ်ကြတယ်၊ကွာရှင်းကြတယ်။ဘာဖြစ်လို့လဲဆိုတော့စိတ်သဘောထားချင်းမတိတ်ဆိုင်တော့ဘူးတဲ့။ဆိုလိုတာကသူ့စီကကိုပျော်ရွှင်မှုမရဘူး။ကိုစီကသူပျော်ရွှင်မှုမရဘူး။ကိုရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်။အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာတဲ့။အမှန်တကယ်အနှစ်သာရကိုလိုက်ရှာကြည့်မယ်ဆိုရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တတမန်ပေမန်နတ္ထိကိုချစ်တာလောက်တခြားကိုအချစ်မဲ့တူတဲ့အချစ်ဆိုတာမရှိဘူးလို့ဒီလိုပြောတာဒါကတကယ်ကိုအစစ်အဆန်ကိုဟောတာအေးဒါကြောင့်မို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါကတဏှာချစ်မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ဘေးစားခြင်းတယ်မေတ္တာကသူ့အတွက်လုပ်တာကပူပြီးတော့အခိုင်မြဲဆုံးပဲဘာဖြစ်လို့လဲဆိုတော့စဉ်းစားတဲ့အခါသူ့အတွက်ပဲစဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူးဟိုတစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင်သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူးအဲ့ဒီတော့သူ့အတွက်အဆင်ပြေနေလို့ရှိရင်ဟောမကွဲမကွာထစ်တာပေါ့ဟိုလူကလည်းငါအတွက်စဉ်းစားတယ်ဒီလူကလည်းငါအတွက်စဉ်းစားတယ်နှစ်ဦးစလုံးကိုယ့်အတွက်ကြီးပဲစဉ်းစားတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ကျေနပ်တယ်ကိုယ့်အတွက်မဖြစ်တာနဲ့တပြိုင်နက်ကွဲကြရောအဲ့ဒီတော့မေတ္တာနဲ့တဏှာချစ်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာကအေးမြင့်ပြီးတော့တဏှာကပူလောင်တယ်တဏှာရဲ့နောက်ွယ်မှာဘာတွေလာတော့ဆိုရင်တောကဆိုတာရောက်လာတယ်ငိုကြွေးတာတွေပူဆွဲတာတွေဒါတွေဖြစ်လာတယ်မေတ္တာရဲ့နောက်မှာဒါတွေလုံးဝမရှိဘူးအေးချမ်းတယ်တည်ငြိမ်တယ်ဆိုတာဖြစ်တယ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချစ်နိုင်အောင်ကြိုးစားရမယ်အဲ့ဒါပူပြီးတော့ခိုင်မြဲတယ်စိတ်သက်ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးတော့ဒါကိုမြတ်စွာဘုရားကအေးလောကဓာတ်နဲ့ကျုံလာပြီဆိုလို့ရှိရင်ကြံ့ခံနိုင်အောင်လေ့ကျင့်ရမယ်စိတ်သက်ကိုလေ့ကျင့်ပေးရမယ်လေ့ကျင့်တယ်ဆိုတဲ့နေရာမှာဘာနဲ့လေ့ကျင့်ရမလဲတမထကျင့်စဉ်တစ်ခုကိုကျင့်တာလဲဒါလေ့ကျင့်တာပဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာလဲဒါလေ့ကျင့်တာပဲအဓိကကတော့ wise attention လို့ဆိုတဲ့မှန်မှန်ကန်ကန်စဉ်းစားတတ်မှုပါယောနိတောမနတိကာရလို့ခေါ်တယ်မှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဘာလို့ဆိုရင်အစိုးဘက်ကမကြည့်ဘူးအကောင်းဘက်ကကြည့်တယ်အကုသိုလ်ဖြစ်အောင်မကြည့်ဘူးကုသိုလ်ဖြစ်အောင်ကြည့်တယ်အကောင်းဘက်ကတွေးတယ်အရာရာမှာအကောင်လုံးအကောင်းဘက်ကတွေးအောင်မလားဆိုတော့ဒီလိုတော့မဟုတ်ပါဘူးမှန်မှန်ကန်ကန်ဘက်ကအကောင်းဘက်ကစဉ်းစားနိုင်တတ်တာမယ်အဆိုးဘက်ကကြည့်လို့ရှိရင်အဆိုးဆိုတာအဖြစ်ကိုကြည့်တာအရာရာမှာအမှန်ကိုကြည့်ဖို့လိုအပ်တယ်ပေါ့ဆိုပါစို့လူတယောက်ကိုမှကိုကဒေါသဖြစ်တယ်ဆိုတာဘာတွေးနဲ့တူဒေါသဖြစ်တယ်လဲဆိုရင်အေးဒီကောင်ကငါ့ကိုစော်ကားတယ်တက်စော်ကားတာပဲဆိုတော့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုရင်ဒေါသဖြစ်လာမှာအဲ့ဒီအတွေးမဟုတ်ဖ ೇನೆ ပြောင်းပြီးတော့တွေးလိုက်တယ်ဟေး तू ဆဲတာ तू ဆိုးတာငါအကုသို့မဟုတ်ဘူးငါနဲ့မဆိုင်ဘူး तू ဆိုး तू ခံလိမယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့အပေါ်မှာဒေါသမထွက်ပြန်ဘူးအတွေးလေးကဒီနားလေးတင်ပြောင်းသွားတာခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိတယ်လူတွေကကိုကြလာခွင့်လွတ်တယ်သူများကြလာခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော်ကိုကြောင့်ဖြစ်လို့ရှိရင်မတော်နှဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှိရင်နမောနမဲ့လို့ပြောတယ်တကယ့်ကိုအဲ့ဒီလိုဖြစ်တာနော်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲ့ပါလို့ဖြစ်တယ်ကိုကြောင့်ဖြစ်ရင်တော့မတော်နှဆပါလို့တွေးလိုက်ရင်ဒေါသမထစ်တော့ဘူးအဲ့ဒါမတော်နှဆဖြစ်ရှာတာပဲလို့တွေးလိုက်ရင်ဒါစိတ်တရဲ့ကြံ့ချန်မှုတွေပဲကိုလေ့ကျင့်ပေးရမှာကိုပြောတာသူများအပေါ်မှာအဖြစ်မြင်နေသမျှကာလာပတ်လုံးမေတ္တာဆိုတာတော့ဝင်နိုင်ဖို့မထစ်ဘူးတဲ့ဘယ်အရာပဲဖြစ်ဖြစ်အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့
အကောင်ဘက်ကကြည်တာတွေဟာစိတ်ဆင်းရဲမှုကိုကာကွယ်နိုင်တာတော့သိကြတယ်ပုံပြင်လေးတစ်ခုရှိတယ်မီးတထားမောင်းသမားတစ်ယောက်အင်ဂျင်နီယာမီးတထားဒရိုင်ဘာတစ်ယောက်ဘယ်တော့ဖြစ်သူကအကောင်ဘက်ကကြည့်ပဲပြောတယ်အဆိုးဘက်ကဘယ်တော့မှမကြည့်ဘူးအကောင်ကြီးပဲမြင်လေးရှိတယ်တနေ့ကျတော့ဘာဖြစ်တုံးဆိုတော့မတော်နဆာ accident ဖြစ်ပြီးစီးရုံတင်လိုက်ရတယ်စီးရုံတင်လိုက်တော့ခြေထောက်တစ်ဖက်ကမီးတထားကြည့်ပြီးတော့အင်မတန်အခြေအနေဆိုးလို့ခြေထောက်တစ်ဖက်ဖြတ်ရမယ့်ကင်းရောက်သွားတယ်အဲ့ဒီမှာသူ့မိတ်ဆွေတွေကတရန်သွားမေးတယ်မင်းနဲ့သူ့ကိုပြောတာမင်းဘယ်တော့ဖြစ်အကောင်ဘက်ကကြည့်ပဲပြောတယ်အကောင်ကြီးပဲမြင်တယ်မင်းဒီတစ်ခါမင်းကိုယ်တိုင်ဖြစ်ရတဲ့အခါအကောင်မြင်နိုင်အောင်မလားပေါ့မင်းကိုယ်တိုင်ခြေထောက်တစ်ဖက်ဖြတ်ရတော့မယ်မင်းဘလို့လို့အကောင်မြင်မှာတော့ဆိုတော့အဲ့ဒီလူကပြုံးပြီးတော့ဘာပြောတော့ဆိုလို့ရှိရင်တငယ်ချင်းတို့ရဲ့ငါဒီကနေ့ကစပြီးတော့ဖက်နှက်ဟာတစ်ဖက်စားဖို့တက်တာသွားပြီငါဖက်နှက်ဟာအခုဆို2ရန်2ခုဝယ်စရာမလိုတော့ဘူးတစ်ခုပဲဝယ်ရတော့မယ်တစ်ခုပဲဝယ်ရတော့မယ်ဆိုတာအကောင်ဘက်ကနေကြည်တာနော်ဖက်နှက်တရန်မှာတစ်ဖက်စားပဲငါဝယ်ရတော့မယ်ဆိုတော့တစ်ဖက်ဖိုးငါတက်တာသွားပြီလို့ပြောတာခြေထောက်တစ်ဖက်ဖြတ်လိုက်ရလို့ဖြစ်ရလိချင်းဆိုတဲ့အတွေးမျိုးကိုမတွေးဘူးအေးဖက်နှက်တစ်ဖက်ဖိုးတက်တာသွားပြီဆိုပြီးအကောင်ဘက်ကမြင်တာအဲ့ဒီတော့တချို့နေရာမှာ wise attention နှလုံးသွင်းမှန်ခြင်းဆိုတာအဲ့ဒါမျိုးကိုပြောတာတစုံတစ်ခုထိလာလို့ရှိရင်စိတ်ဆင်းရဲနေမယ့်အစားအကောင်ဘက်ကလှည့်သွေးပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ရမယ်ဒါကိုပြောတာနော်လှုပ်တဲ့လှုပ်ထိုက်တာနဲ့စိတ်ပူပန်တာဆိုတာတခြားစီပဲတချို့ကမကောင်းတာတစ်ခုဖြစ်ပြီးဆိုတာနဲ့စိတ်ထဲကပူပန်ပြီးတော့ဘာလို့ရမှန်းမသိညာလို့ရမှန်းမသိနဲ့စိတ်တီဆင်းရဲပြီးတော့အဲ့ဒီလိုနေတတ်ကြလေအဲ့ဒါဟာအဖြေမဟုတ်ဘူးစိတ်ပူပန်နေမယ့်အစားပူပန်မှုကိုရှော့ချပြီးတော့ဘာလို့တင်တယ်လဲဆိုတာကိုစဉ်းစားဖို့ပဲလိုကတယ်စိတ်ရဲ့စွမ်းရည်တွေကိုဒီလိုမျိုးလေ့ကျင့်ပေးရမယ်လို့ပြောတာပါဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ